CCNA ကို online class တက်ချင်လား recorded class တက်ချင်လား class နဲ့မှာဆိုရင်ဒီလ16ရက်နေ့မှာဖွင့်မဲ့ CCNA အတန်းလေးရှိပါတယ် recorded class ကတော့တင်တန်းမှာ enroll လုပ်ပြီးရနဲ့တခါတည်းတက်လို့ရပါပြီ video တွေကိုအကုန်တင်ပေးထားမှာမလို့ပါ online မှာ live class တက်ချင်တယ်ဆိုရင်တော့အတန်းချိန်မှန်ရပါမယ်webcam ဖွင့်ထားပေးရပါမယ်အင်စာတွေကိုလိုက်လုပ်ပေးရပါမယ်တကယ်လို့ webcam ဖွင့်ဖို့အဆင်မပြေဘူးတန်းချိန်လည်းမမှန်ဘူးဆိုလို့ရှိရင် recorded class ကိုတက်ဖို့အကြံပေးပါတယ်မမပြောသွားတာလေးကိုသဘောကျလို့လေအခုလိုမျိုးចောင်းသားတွေကိုခဲလုပ်ပြီးတင်ကြားပေးရလေးကိုစိတ်ဝင်စားလို့အသေးစိတ်လေးထပ်ပြပြပေးပါလားမလာညီမလေးအမရှင်းပြပေးမယ်နော်course ထဲမှာအမတို့က Cisco ရဲ့ blueprint outline နဲ့တင်မှာပေါ့နော် security ဘိုင်းမှာဆိုရင် DSP scoping နဲ့ dynamic art inspection lab တွေကိုကာလီနဲ့တင်ပေးမှာလက်တွေ့မှာအရင်သုံးဝင်တဲ့ VLAN ဘိုင်းတွေ OSPF lab တွေရဲ့အလုပ်လုပ်ပုံကိုအမတို့က Wireshark နဲ့ capture ဖမ်းပြီးတော့လေ့လာတဲ့ lab တွေကိုထည့်ပေးထားတယ်ဟုတ်ကဲ့ရှင်အသစ်ပါလာပြီးတော့ထပ်တိုးထားတဲ့ software တစ်ပိုင်းပိုင်းတွေဖြစ်တဲ့ network automation တွေအပိုင်းတွေပြီးတော့ chat purpose တို့လိုမျိုး Ansible lab တွေပါထည့်ပေးထားတယ်အမတို့ network engineer အနေနဲ့တည်တဲ့ Python ရဲ့ foundation level ကိုလည်းထည့်ပေးထားရပါတော့အဲ့ဒါပြီးတော့ HCNA MPCNA ကိုလည်းကိုယ့်ဘာကို search တာတွေလုပ်နိုင်အောင်intro အနေနဲ့ထည့်ပေးထားသေးတယ်အဲ့ကြတော့မမCCNA ပြင်ဒီလို extra တွေကြတော့ဘယ်လိုသင်ကြားပေးလဲရှင်အဲ့ဒါကမြန်မာလို recorded လုပ်ထားတဲ့ video တွေကို private group ထဲမှာထည့်ပေးထားတယ်အဲ့တော့ကိုယ့်ဘာကို search တာတွေဆက်လုပ်တာဖြစ်ဖြစ်ဆက်ပြီးတော့လေ့လာတဲ့အခါမှာပို့ပြီးတော့နားလည်လွယ်တာပေါ့ဟုတ်ကဲ့အဲ့ဆိုတင်တန်းလေးအဲ့ချက်ကိုဘယ်လိုအဲ့ရမလဲရှင်